နာချင်းပြိုင်ဘသူနိုင်ပြိုင်နေသူရှုံနိုင်သူရှုံအမုန်းကရမအဆုံးမသက်ပါနှလုံးတစ်ဖက်မှာအပြုံးမပတ်စရာသုံးသက်စင်ချင်းကြည်ရင်မြင်နိုင်တာဘဝမကိုင်းလေးနဲ့ဖြစ်ပြဆိုသောသဘောထဲမှာအစိုးမရတဲ့ဒီခန္ဓာအထီးဆိုတဲ့အယိုးစုတွေပါလိုချင်နေသောလောဘလိုတာမရသောဒေါသတွေဝေတတ်သောမောဟတွေမရှိရင်တောင်းတရှိရင်ကြောင်းကြဘာမှမဟုတ်သောဒီလောကသင်္ခါရကိုအံတုကစင်ထာဝရလို့ထင်တာအလကုံတွေလည်းပြိုင်နေကြတာတဏှကုံတွေလည်းပြိုင်နေတာဘဝတွေရိုင်း